အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒညင်းသီးငပိချက်လေးချက်ပြပေးသွားမှာဖြစ်ပါတယ်ဒညင်းသီးပြုတ်ထားတာလေးတွေကိုအဆန်လေးတွေဖယ်ပြီးတော့အတုံးသေးသေးလေးတွေလှီထားပါမယ်စီထည့်ပြီးတော့ကြက်သွန်ဖြူထောင်းထားတာကိုစီတက်ပါမယ်ရှင်ကြက်သွန်ဖြူကြက်သွန်တွေကိုနွမ်းသွားတဲ့အချိန်စီတက်ပါမယ်ရှင်မိုးလေးအေးတော့ဒညင်းသီးလဲရာသီစားလေးဆိုတော့ချက်စားပြတာပေါ့နော်နေပူတော့ဆိုရင်ချက်မစားပါဘူးရှင်အရာတိမ်မောင်လေးထည့်ပါမယ်ငပိလေးကိုထည့်ပါမယ်ငပိထည့်ပြီးတော့လည်းစီကိုနိုင်တက်ပါမယ်ပြီးရင်ငပြားလေးထည့်မယ်အခန်းချင်ဒီနဲ့ရိုးခန်းချင်ဒီရောထားတဲ့ဟာကိုကြည်သွားတဲ့အထိစီထပ်တက်ပါမယ်ပြီးတော့ဆက်လေးစားခြင်းလို့ငရုတ်သီးစိမ့်လေးတွေကိုလည်းညှက်ထည့်လိုက်ပါမယ်ဒီခါတော့အရင်စအောင်ထည့်ထားပါဦးရှင်ငရုတ်သီးစိမ့်နည်းနည်းလေးပဲထည့်ထားပါတယ်အရသာမို့ထည့်ပြီးတော့ခါကြတော့ခန်းချစ်သီးလေးတွေခြေအောင်လို့ဆုံးလေးနဲ့ထိုးပြီးတော့ခါကြတော့ခြေပေးပါမယ်ရှင်ပြီးရင်ခန်းချစ်သီးလေးနဲ့နှောင်းသွားပြီဆိုရင်တော့ဒညင်းသီးလေးကိုပြုတ်ထားတဲ့ဒညင်းသီးလေးကိုထည့်လိုက်ပါမယ်ပြီးရင်တော့အေးထည့်ပြီးတော့ခါကြတော့ဒညင်းသီးလေးလည်းအေးသွားအောင်ခင်းချစ်သီးလေးလည်းကြေးသွားအောင်ထပ်တည်ထားပါမယ်ရှင်ပြီးရင်တော့ကိုလိုချင်တဲ့ရေအနေထားလေးရရင်တော့နန်းနန်းပင်လေးအုပ်ပေးပါမယ်ရှင်စားကောင်းတဲ့ရာသီစားခင်းညင်တီဒီညင်းတီချက်လေးရပါပြီအားကြပါဦးရှင်ရတာလေးကတော့ဒညင်းတီလေးရဲ့စိတ်လေးရဲ့ခင်းညင်တီရဲ့ချနာရဲ့ငပိရဲ့ငန်နာလေးရဲ့ချင်းငန်စက်လေးဖြစ်ပါတယ်